ပါပါလေ ဒါရီ နော်ဒါရီစနီဆိုရင် ဒါရီစီလီဒီနာမ ဒီကနော်ဒါရီမြန်မာပြည်ကစံပိုင်းဆိုတာပါတော့ စံပိုင်းဆိုတာအထိတက်အောင် အထိတိုင်အောင်ရောက်ရှိတာနော်โอเคဆိုတော့စံပိုင်းဆိုရင်ရောက်ပြီမရောက်သေးဘူးဆိုရင်ဘလွန်စံပိုင်းနော်အဲ့မှာစံပိုင်းမလေးရှားနိုင်ငံအထိနော်အဲ့မှာဒါရီမြန်မာစံပိုင်းမလေးရှားဆိုရင် မြန်မာနိုင်ငံကနေမလေးရှားနိုင်ငံ မလေးရှားနိုင်ငံအထိမှန်တယ်ဟုတ်လားအဲ့မှာရောက်တဲ့နေရာတွေဆိုတော့စံပိုင်းနော်ရောက်ပြီမရောက်သေးဘူးဆိုရင်ဘလွန်စံပိုင်းဟုတ်ပြီနော်အဲ့ဟာလည်းသုံးပါတယ်အထိတိုင်အောင်လည်းသုံးတယ်ရောက်ရှိတာလည်းသုံးတယ်ဟုတ်ပြီနော်အဲ့ကြတော့โอเคနောက်တစ်ခုဓကတ်အစင်းနီးဓကတ်ဆိုတာအနီးမှာနော်ဓကတ်အစင်းနီးဆိုရင်ဒီနာဓကတ်အစာနာ ဟိုနာမှာ ဟိုနာနော်โอเคအဲ့တိုင်း